ပြောချင်တယ်ပေါ့နော်ဒါတစ်ခုပဲနောက်တစ်ခုကတစ်ချိန်တည်းပါပဲဒီနေ့ကော်တူလေးအစိုးရဆိုပြီးထကြီးညာတယ်ကော်တူလေးသမရနိုင်ငံတော်ပေါ့ဗျာထကြီးညာတယ်ဘယ်သူကကြီးညာတာလဲဆိုတော့ကရင်ဆိုတာဘယ်သူလဲဆိုတော့နေသားမြဥဆောင်တဲ့အဖွဲ့ကကြီးညာတာနေသားမြဆိုရင်တော့ဘိုးမြရဲ့သားပေါ့ဗျာနော်ဘိုးမြရဲ့ဘယ်နှယောက်မြောက်သားလဲဘယ်မိမရဲ့သားလဲတော့မသိဘူးပေါ့သားတော့သားပဲသားမိမအကြီးရဲ့သားလားအလက်ကရဲ့သားလားငယ်စားမသိဘူးသားတော့ဗျာဘလူသူသားဖြစ်ဖြစ်ဘိုးမြသားလို့နားလည်သိရတယ်ဘိုးမြရဲ့သွေးပါလာတော့ဘိုးမြသားပေါ့ဗျာနော်ဆိုတော့နေသားဘို့စောနေသားဘို့မြသူကနေပြီးတော့သမရတဲ့ကော်တူလေးအစိုးရအဖွဲ့ရဲ့သမရကော်တူလေးသမရနိုင်ငံတော်ဆိုပြီးတော့ဖွဲ့စည်းကြောင်းကြီးညာတဲ့ဇန်နဝါရီ9ရက်ဆွေးနေမနေ့ကကြီးညာပြီးတော့ကရင်လူတွေပြောတယ်အင်္ဂလိပ်လူတွေပြောတယ်ပေါ့ဗျာနော်သူပြောရတာဒီမှာတော့ရှင်းတယ်သူတို့ကပေါ့လေပြောတော့သူတို့ကတော့လွတ်လပ်တဲ့နိုင်ငံဖြစ်နေတီထောင်တယ်ပေါ့ဗျာနော်လွတ်လပ်တဲ့နိုင်ငံတစ်ခုဖြစ်တူထောင်တယ်လို့သူကပြောတယ်နော်ဆိုတော့အဲ့ထူထောင်တဲ့အခါမှာနိုင်ငံတော်အသက်တစ်ခုထောင်တယ်ပေါ့သူကကြီးညာပြီးတော့သူ့ကိုယ်သူနေရပုံများသူကသမရဒုတိယသမရဖြစ်နေဒုတိယသမရနဲ့နိုင်ငံခြားရေးဝန်ကြီးဖြစ်နေစောစာကေဘူးဒုတိယသမရနှစ်ဖြစ်စောဒေးဗစ်တာကဘောဝင်းချုပ်ဖြစ်နေစောဖိုးသူလေးကာကွယ်ရေးဝန်ကြီးဖြစ်နေစောဒေးဗစ်လော်ဒူနော်အဲ့နေရာကိုအဲ့တော့ကြီးညာတယ်အဲ့လိုကြီးညာလိုက်တော့ကျွန်တော်ကစဉ်းစားကြရဖြစ်လာတာပေါ့နော်ဆိုတော့ခင်ဗျားတို့ပြန်စဉ်းစားမယ်သမရနိုင်ငံတော်အသက်လို့ကြီးညာတယ်ကော်တူလေးသမရနိုင်ငံတော်လို့ကြီးညာပြီဆိုရင်မြေပုံ area ဘယ်ဟာကိုတတ်မှတ်တာလဲအလံတော်ကပါလေမြေပုံကဘယ် area ကိုသူတို့ရဲ့နိုင်ငံတော်လို့ကြီးညာတာလဲအလံတော်ကဘယ်လိုအလံကိုဂိုက်ထားတာလဲဂိုက်ဆွဲတာလဲသူတို့ရဲ့နိုင်ငံတော်မူဝါဒကပါဒါတွေကိုရှင်းရှင်းလင်းလင်းပြောရအောင်နော်သူတတ်မှတ်တဲ့ area ကိုသူကြီးညာမယ်သူတတ်မှတ်တဲ့ area ကိုသူကြီးညာမယ်ဆိုတော့ခုကြီးညာနိုင်လားဆိုတော့သူတတ်မှတ်တဲ့ area ကိုသူတို့ကြီးညာထားနိုင်ခြင်းမရှိဘူးအဲ့တော့နေသားပုံများအခုမှထားကြီးညာလားဆိုတော့နေသားများမဟုတ်ဘူးသူ့ရဲ့စောလင်စွာပဲလွန်ခဲ့တဲ့2နှစ်လောက်ကတခါကြီးညာခဲ့ဘူးလေနိုဝင်2နှစ်လောက်2နှစ်ထင်ပါတယ်ကျွန်တော်မမိပြောဆို2နှစ်ပေါ့လွန်ခဲ့2နှစ်ကျော်လောက်ကကြီးညာသေးတယ်သူတို့ကော်တူလေးဆိုတော့ထားကြီးညာတယ်အဲ့တော့လည်းနေသားများသူရဲ့သမရအခုလည်းထပ်ကြီးညာတယ်ဆိုတော့သူသမရကြီးညာတဲ့ဟာနှစ်ခါရှိနေပြီပေါ့နော်ဆိုတော့ငပေါ်ကြီးမို့လို့ပဲလွတ်ထားသလားတော့ကျွန်တော်မသိဘူးမဲ့ဒီလိုမျိုးရှောက်ပြီးဗဇက်ရှိတဲ့ရှိတာရှောက်ပြောချင်တာပြောဆိုကျွန်တော်တို့သမရနိုင်ငံတော်လို့ပြောမှာပေါ့ကျွန်တော်လည်းကျွန်တော်တို့သမရနိုင်ငံတော်လို့ကျွန်တော်လည်းကြီးညာပလိုက်မှာပေါ့ဟုတ်ဘူးလားဒီလိုဗဇက်ရှိတာရှောက်ကြီးညာပြလို့မရဘူးလေလူဆိုတာအဲ့တော့ဒီကောင်လေးကြီးညာတာပဲကြီးညာပလိုက်တော့အဲ့ဒီမှာစောတမိန်ထုံးလို့ပါတော့KNUကစောတမိန်ထုံးလို့ပါတော့သူတို့ကဘာထပြောလို့ဒီကောင်လေးဘာယူထလည်းမသိဘူးဆိုတပုံပြောတော့ကရင်ရဲ့နိုင်ငံရေးကိုရှုပ်ထွေးအောင်လုပ်နေပြီတဲ့ဒီနေသားများတို့အုပ်စုကကရင်ရဲ့နိုင်ငံရေးကိုရှုပ်ထွေးအောင်လုပ်တယ်တဲ့ဒါစောတမိန်ထုံးလို့ကပြောနေတာကရင်ရဲ့နိုင်ငံရေးကိုရှုပ်ထွေးအောင်လုပ်နေပါပြီတဲ့ဒီကောင်ကပြီးတော့ဘာလဲဆိုတော့ဒါစစ်တပ်ကမြောက်ပေးနေလားမသိဘူးတဲ့နေသားများဩဒီ KNU ကအုပ်စုတွေကလည်းတခုခုဆိုရင်သူတို့ကဒီစစ်တပ်ကိုပဲသူပထွေးပဲလန့်တာတယ်ကျွန်တော်တခါကြရလေတော်တော်သူတို့မိခင်ဟောမပြောပထွေးပဲလန့်တာတယ်အဲ့လိုပြောရမယ်သူတို့အတွက်ဆိုတာပထွေးပေါ့ပဲစစ်တပ်ကသူတို့ဟာမိခင်က KNU ပေါ့ KNU ကလူတွေကသူ့ဟာသူနေသားများကိုမထိနိုင်တာနဲ့မြန်စစ်တပ်ကိုလှမ်းပြီးတော့ပြဿနာလှမ်းရှာဒါစစ်တပ်ကမြောက်ပေးတယ်လားမသိဘူးဆိုသဘောမျိုးစောတမိန်ထုံးကပြောတယ်အသက်ကပြင်သေကာနေပြီအဖိုးကြီးနားလည်းသိသေးချာကြားတော့တာမဟုတ်ဘူးအချက်ကလည်းသိမပြည့်တော့အသက်ကလည်းကြီးလာပြီးတော့ကြောင်ကြားကြီးလည်းရှောက်ပြောကုန်ပြီလားမသိဘူးဆိုတော့ဟိုနေသားများကြောင်ကြားပြောတာတမျိုးဒီဘက်ကစောတမိန်ထုံးကထပြောတာတမျိုးသူ့ဟာသူညှိလို့မနိုင်ဘူး KNU ကခမင်းစဉ်းစားကြည့်ဗျာ KNU ကဘာဖြစ်နေလဲဆိုတော့သူတို့ဒါ KNU ကဒီကရင်လူလူအားလုံးကိုစားပြုပါလို့ကြွေးကြော်ထားရမယ်တကယ်တမ်းပြည်သူလူထုကသူတို့ကိုစားပြုလားမပြုလားမေးနေသားများဆိုတာပေါ်လာတယ်ပြုတ်ခဲ့ရင်နေသားများပေါ်လာတဲ့အကြောင်းမရှိဘူးနော်စောတင်ဝင်လို့စောချစ်သူတွေလည်းပေါ်လာတဲ့အကြောင်းမရှိဘူးနော် DKB ရဲ့အုပ်စုလည်းပေါ်လာတဲ့အကြောင်းမရှိဘူး PC လည်းပေါ်လာတဲ့အကြောင်းမရှိဘူး BGF လည်းပေါ်လာတဲ့အကြောင်းမရှိဘူးကျွန်တော်ရှင်းလေးပဲပြောတာအဲ့တော့ KNU ကိုကရင်ပြည်သူလူထုကိုစားပြုကရင်ပြည်သူတရားလုံးထောက်ခံထားသလားမေး KNU ကိုကရင်ပြည်သူလူထုကထောက်ခံထားသလားမေးဟိုအဝေးရောက်ကရင်တွေကပိုထောက်ခံတယ်ပြည်တွင်းမှာနေတဲ့ကရင်တွေကသူတို့နယ်မြေကသူတို့လက်နက်ကိုင်ထားတဲ့လူကိုပဲကြောက်တယ်ကျွန်တော်လုံးကြောက်ဘူးနယ်မြေတစ်ခုလိုက်လက်နက်ကိုင်ထားတဲ့ခေါင်းဆောင်ကိုပဲကြောက်တယ် KNU ခေါင်းနဲ့သိချင်မထင်ဘူးလေအဲ့ဒါအမှန်တရားဟိုအဝေးရောက်ကရင်တွေကတော့ထောက်ခံတယ် KNU ဘာလို့အဝေးရောက်ကရင်တွေကတော့အဝေးကနေပြီးလှမ်းပြီးဆဲဖို့တဖို့လားဘာဖို့တဖို့လဲလှမ်းပြီးအလှငွေထည့်ပြီးတော့ KNU လောက်ထားတယ်ပြီးတော့ KNU နိုင်ငံတကာထောက်ပံ့ငွေတွေရဝိုင်းဖန်တီးပေးထားတယ်ဘာလို့တော့ KNU ပတ်စံရတယ်အဲ့ financial ကိုကင်ပြီးတော့နော်ဟိုဒီလေတာတော်မူလားမသိတယောက်ရှိတယ်အမအတွင်းမှုလုံးတကောင်ရှိတယ်အဲသူအဲ့ပတ်စံစီမံခံခွဲပြီးတော့ကွယ်ထုဝဲဥထာဘာပြောဟိုတော်နေငဘောမင်းဘာပြောဆိုပြောခိုင်းနေတာအဲ့လိုပြောခိုင်းနေတာအဲ့လိုလုပ်နေတာဆိုတော့သူတို့ချင်းချင်းမာတောင်မှပြဿနာတက်နေကြပါအခုတခါနိုင်ငံထကျင်ညာဆိုတော့ယူတာပေါ့နော်နိုင်ငံယူတာပေါ့နိုင်ငံသမရယူတာပေါ့တခါကျရင်ကျွန်တော်တို့လူတွေကပြောကြတယ်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကိုပဲသမရယူတယ်လို့ပါညာရှောက်ပြောကြတယ်အဲ့ဒီကောင်ကြီးယူတာကိုကျတော့ဘယ်ကောင်းမှမပြောရဘူးအဲ့ဒါကိုမှန်တယ်လို့သူတို့ထင်နေကြလားမသိဘူးဟိုကောင်ကြီးယူတာပေါ်တင်ယူတာအဲ့လိုပေါ်တင်ယူတာနေသားညာထကျင်ညာပေါ်တင်ယူတာမနေ့နှစ်လောက်ကလုံငန်းနှစ်ကျော်တခါကျင်ကြတယ်အခုတခါထကျင်ကြတယ်နောက်မေးလာပြောလိုက်ကြတခါထကျင်ကြအောင်ပါနောက်ွယ်မြောက်ပေးတဲ့လူရှိပါတယ်ဆိုပြီးတော့စောတမိန်ထုံးကပြောတယ်ဆိုတော့သိကြတယ်နောက်ွယ်မှာလည်းသူတို့မြောက်ပေးတယ်လို့ရှိတာတော့သိကြတယ်ဘယ်သူမြောက်ပေးလဲမင်းဒီဘက်ကစစ်တပ်ကတော့မြောက်ပေးကြလားဗျာမြောက်ပေးအမေရိကန်ကောင်တွေမြောက်ပေးပေါ့အမေရိကန်ကောင်တွေမြောက်ပေးမယ်
နေရာများဆိုတာဟိုသူ့ရဲ့မိန်းမကအမေရိကန်အုပ်စုဝင်နေနည်းနည်းလေးပလက်နန်နေဖြစ်တဲ့ကောင်ဆိုတော့ကြည့်ရတာအမေရိကန်အုပ်စုကနောက်ကမြောက်ပြီးနေသလားမသိဘူးနေရာများလက်နက်တွေတက်ဆင်ပြီးနေပြီလားမသိဘူးကြည့်ရတာနော်အဲ့တော့ KNU ကလည်းဟိုနေရာများနဲ့တော့ပေါင်းလို့မရဘူးဘာလို့ KNU ကနေရာများမှာလည်းဩဇာမတက်ရဘူးဘာကြောင့်လဲဆိုတော့နေရာများတက်လိုက်လို့လူ25ယောက်တေးသွားတာဖြစ်စဉ်ရှိတယ်ဝေါ်လီမှာလားမသိဘူးလူ25ယောက်တေးတယ်အရာသားပြည်လူ25ယောက်လမ်းလို့သား25ယောက်တတ်ခံလိုက်ရတယ်အဲ့လိုတတ်လို့ခုတ်ထက်တတ်လို့အဲ့ဒါကို KNU ကအေးအေးယူမယ်ဆိုပြီးတော့ခေါ်တာနေရာများကိုနေရာများအရင်တော့ KNDO တက်မှုနော်ဦးစီးမှုပေါ့ဗျာ KNU မှာ KNDO နဲ့ KNL ဆိုရှိတယ်အဲ့တော့ DO တက်ကဦးစီးချုပ်ပေါ့မင်းဒီလိုတက်တာမှားတယ်ဆိုပြီးတော့ KNU ကအေးအေးယူမယ်ဆိုခေါ်တာ KNU ကိုနေရာပုံများအခုသမရပါလို့သူကျင်ညာနေတာပုံများ KNU ပစိုးလံပြသွားပြီးတော့မလာဘူးပါဆိုလို့ပြီးတော့သူက KDL လေးစကောက်ထောင်လိုက်တယ်ကော်တူလေးအာမီစကောက်ထောင်လိုက်တယ်အခုတော့ကော်တူလေးသမရနိုင်ငံတော်ထက်တာပဲဆိုတော့နယ်နိမိတ် area ပိုင်းတွေကိုတော့မကျင်ညာနိုင်ဘူးကျင်ညာလို့ရှိရင်သိကြတယ် BGF နယ်မြေတဲ့ပိုင်း BGF ချမှာ KNU နယ်မြေတဲ့ပိုင်း KNU ချမှာ DKB နယ်မြေတဲ့ပိုင်း DKB ချမှာ KNU PC ရဲ့နယ်မြေတဲ့ပိုင်း PC နဲ့ချမှာဘယ်သူနယ်မြေတဲ့ပါမယ်အခု KNA ဆိုထပ်ပေါ်လာပြီအဲ့ KNA အုပ်စုနဲ့တွားညှိရင်လည်းထပ်ချအောင်ပါဆိုတော့ဘာဖြစ်မလဲတော့မသိဘူးသို့တော့ယူတာတော့တော်တော်ယူပုံရတယ်တော်တော်ယူကြပုံရတယ်နော်ဆိုတော့